ရောက်လာရမှာခန္ဓာကလွတ်လို့တရားရှုစရာပွားစရာရှိသေးရဲ့မရှိပါဘူးဗျာအဲ့ဒီခန္ဓာသိအောင်လို့ခန္ဓာဖွဲ့သစ္စာဖွဲ့လို့ရတယ်နော်မှန်ပါဗျာအဲ့ဒီခန္ဓာကိုရအောင်ကြည့်ပေါ့မှန်ပါဗျာဒါဥမာပြောမယ်အဲ့ဒီခန္ဓာဖွဲ့စာအုပ်တော့သစ္စာဖွဲ့တယ်ကြည့်နေပြီနော်မှန်ပါအဲ့ဒါစာကိုကြည့်နေတဲ့အချိန်မှာလောဘစိတ်တွေဖြစ်ကြလားမဖြစ်ပါဘူးဗျာဒေါသစိတ်တွေဖြစ်ကြလားမဖြစ်ပါဘူးမောဟစိတ်တွေဖြစ်ကြလားမဖြစ်ပါဘူးဗျာရှာကြည့်တဲ့ချင်းကအကုသိုလ်လားကုသိုလ်လားကုသိုလ်ပါဗျာဖလောင်မြကုသိုလ်တွေဖြစ်တယ်လဲနော်မှန်ပါဗျာစာမရမချင်းကုသိုလ်ပေါ့မှန်ပါဗျာရှာရပြန်တော့ခါလဲအကျိုးရတွေပေါ်မလာဘူးလားပေါ်လာပါဗျာအဲ့ဒီစာမိတော်တောင်းတော့အရေးမကြီးတော့ဘူးနော်မှန်ပါဗျာနှုတ်တဲ့ဆောင်နေပြီကွယ်မှန်ပါဗျာအဲ့ရတာတော့မရအတန်ကိုရွက်ဖက်တဲ့စေတော့ကိုစောင်းလက်ကပြောတယ်နော်မှန်ပါဗျာသာသနာလက်ကလည်းပြောတယ်နော်မှန်ပါဗျာဓမ္မတို့ကနဲ့ဒီကလည်းဆောင်းလျှောက်တယ်နော်မှန်ပါဗျာယုံကြည်ခြင်းနဲ့လေ့လာဖို့မကောင်းလားကောင်းပါဗျာတရားစာဒီကွယ်မှန်ပါဗျာအဲ့လိုလေ့လာဖို့မကောင်းလားကောင်းပါဗျာအဲ့ဒါကိုယ်နဲ့စာနာပြုလို့တရားစာလို့ခေါ်ရတာမှန်ပါဗျာလေ့လာဖို့မကောင်းလားကောင်းပါဗျာဒီဘုရားပါလေးပါခိစ္ဆာမေတ္တခဏပေါ့မှန်ပါဗျာရှင်းတယ်လို့အမှန်တရားသိရင်နောက်တမန်တေခန္ဓာမျိုးရချင်အောင်မလားမရချင်ပါဘူးဗျာရှင်းတာတဲ့ထင်လို့တေခန္ဓာကိုလိုချင်တာပေါ့မှန်ပါဗျာအမှန်သိတော့အမှားမပြောက်လားပြောက်ပါရဲ့ဒီနေရာရောက်ထူးစားအထုတ်ဖို့လိုတယ်နော်မှန်ပါဗျာဒီနေ့ညဒီမှာပဲဆန်းသက်တော့မှာနော်မှန်ပါဗျာကဲထိဆဲခန္ဓာကဖြစ်ဖြစ်ဘာသစ္စာလဲဒုက္ခသစ္စာပါဗျာသိတာကမေဃသစ္စာပါဗျာသိတာကသမုဒယသစ္စာပါဗျာနောက်ခန္ဓာမလားလားနိရောဓသစ္စာပါဗျာပြစ္ဆတ်တော့အကွက်ဘယ်နှကွက်ရှိ၄ကွက်ရှိပါဗျာအကွက်လည်းဘယ်နှပါ5ပါဗျာငါးလေးလီ20ဤရှိသွဲကိုအလွယ်ကျမ်းပါသိရရသည်တန်ကြလာမတော်သည်အရှိယမာနီညာလာတ္တဝါတွေကျမ်းမာချမ်းသာကြပါစေတို့တောင်းစုမြတ်လာဝေအရှိတန်လိုရာပြည့်တော့ချမ်းသာခြင်းလင်ငင်းရပါစေတောင်းအယက်မာနေညာလာတ္တဝါတွေကျမ်းမာချမ်းသာကြပါစေတို့တောင်းစုမြတ်တံဝေအရှိတန်လိုရာပြည့်တော့ချမ်းသာခြင်းလင်ငင်းရပါစေအနောက်အယက်မာနေညာလာတ္တဝါတွေကျမ်းမာချမ်းသာကြပါစေတို့တောင်းစုမြတ်တာဝေအရှိတန်လိုရာပြည့်တော့ချမ်းသာခြင်းလင်ငင်းရပါစေမြောက်အယက်မာနေညာလာတ္တဝါတွေကျမ်းမာချမ်းသာကြပါစေတို့တောင်းစုမြတ်တာဝေအရှိတန်လိုရာပြည့်တော့ချမ်းသာခြင်းလင်ငင်းရပါစေအထေအယက်မာနေညာလာတ္တဝါတွေဉာဏ်မှာချမ်းသာကြပါစေတို့တောင်းစုမြတ်တာဝေအရှိတန်လိုရာပြည့်တော့ချမ်းသာခြင်းလင်ငင်းရပါစေအောက်အယက်မာနေညာလာတ္တဝါတွေကျမ်းမာချမ်းသာကြပါစေတို့တောင်းစုမြတ်တာဝေအရှိတန်လိုရာပြည့်တော့ချမ်းသာခြင်းလင်ငင်းရပါစေတို့ကြောင်းဝိုင်းအတွင်းမှနေညာလာတ္တဝါတွေကျမ်းမာချမ်းသာကြပါစေတို့တောင်းစုမြတ်တာဝေအရှိတန်လိုရာပြည့်တော့ချ
သာခြင်းလင်ငင်းရပါစေအောင်ပါစေချမ်းကြည်အေးမြစေမေစခန့်တည်လန်းနိုင်ပါစေဤသူပြုရကုသလကြောင့်ညာလဝေနေအမြတ်ပေးဝေသည်နတ်လူမြမသာလူခေါ်စေသော